သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ပြာသူလာဇန်5ရက်ရန်ကုန်တိုင်းတန်လျင်မြို့ဓမ္မဝိဇ္ဇာလယသူဘောဓာယုံကျောင်းတိုက်အတွင်းဝယ်တိထားကိုယ်ွယ်အပ်သောဗုဒ္ဓရုပ်ပွားဆင်းတုပလင်ရှေ့ဆက်ချခြင်းမျက်နှာချက်ဘုရားကျောင်းဆောင်ရှေ့ဆက်ချခြင်းပလင်စပွဲကြောက်ပြားစသည်ရှေ့ဆက်ချခြင်းအလှတော်မင်္ဂလာနှင့်ဆက်လျက်၍ရှင်ကျင်းပပြုလုပ်အပ်သည့်အလှတော်ရေဆက်ချမင်္ဂလာအခမ်းအနားဝယ်ဟောကြားအပ်သောမင်္ဂလာတုတ်အနှစ်ချုပ်တရားဒေသနာတော်ငယ်စဉ်တောင်ကြီးကလေးဘဝကစပြီးဘုရားဘာသာဝင်သူတော်စင်တွေဟာမင်္ဂလာတုတ်ကစပြီးတော့ကြက်မှတ်ကြတယ်ဘုန်းကြီးတို့တွေလည်းဘုန်းကြီးကျောင်းရောက်တဲ့အချိန်ကနေစပြီးတော့ရံမင်္ဂလာဆိုတာကစပြီးတော့မင်္ဂလာတုတ်ကိုကြက်မှတ်ခဲ့ကြတယ်သို့သော်ဒီမင်္ဂလာတုတ်ဟာစာပေအရလေးလာထားကြတော့လဲမိမိတို့ရဲ့လက်တွေ့ဘဝနဲ့အလှမ်းကွာနေတယ်လို့ဖြစ်တယ်ဒါကြောင့်မို့ဒီကနေ့မိမိတို့လက်တွေ့ဘဝမှာမင်္ဂလာတုတ်အတိုင်းညီတို့မြေပုံကျင့်ကြံနေထိုင်ကြမယ်ဆိုတာကိုမင်္ဂလာတုတ်အနှစ်ချုပ်မှာလွယ်ကူရှင်းလင်းစွာအားလုံးနဲ့လက်တွေ့အသုံးချနိုင်အောင်ဆိုလိုတာကမင်္ဂလာလမ်းမပေါ်ပါမင်္ဂလာရှိသောလမ်းမပေါ်မှာလူတိုင်းလျှောက်လှမ်းနိုင်အောင်ဘယ်လိုကြိုးစားရမလဲဆိုတာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့မင်္ဂလာတုတ်ကိုလက်တွေ့ဘဝနဲ့ဆက်ဟပ်ပြီးတော့ဟောကြားရနာကြားရမှာဖြစ်ပါတယ်။ဒါကြောင့်မဟောခင်မနာခင်ဘုရားမြတ်စွာရဲ့မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရှေးဥစွာရွတ်ဆိုပူဇော်ခြင်းဖြင့်ဘုရားကိုအာယုံပြုကြရအောင်ယောကပ္ပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယအမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမီယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာတဲ့ချင်လဲအင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်သီထဘွယ်ငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုမင်္ဂလာတုတ်အနှစ်ချုပ်မင်္ဂလာရှိသောလမ်းပေါ်မှာရှောက်လမ်းပါဘုန်းကြီးတို့တွေကုသကံရဲ့အကျိုးပေးထောက်ပံ့မှုကြောင့်လူဘဝကိုရရှိလာကြပြီ
မြတ်စွာဘုရားကလူဘဝရရှိလာလို့ရှိရင်နံပါတ်1အရေးကြီးဆုံးကဘာလဲဆိုတာကိုမင်္ဂလာတုတ်မှာအစဉ်တိုင်းဟောတော်တာတစ်ခုနဲ့တစ်ခုဆက်ဆက်ယူလို့ရပါတယ်လူဘဝရောက်လာတဲ့အခါမှာအရေးကြီးဆုံးကတော့လူဆိုတာဘဝခရီးလျှောက်လာတဲ့အခါမှာတယောက်တည်းလျှောက်တာမဟုတ်ဘူးလူဘဝရောက်လာကြတဲ့မိသားစုဆိုတဲ့အတိုင်းဝိုင်းနဲ့ရောက်လာတာဖြစ်တယ်ပေါ့မိသားစုအတိုင်းဝိုင်းဆိုတာဟာလူတွေရဲ့ society မှာအသေးဆုံးပေါ့ family society အသေးဆုံးအတိုင်းဝိုင်းလေးတစ်ခုဒါကြောင့်မို့လို့လူဟာအပေါင်းအသင်းနဲ့နေတတ်တဲ့တ attva လို့တချို့ကဆိုကြတယ်လူတွေမကပါဘူးတခြားတ attva တွေဟာလည်းပဲအားလုံးဟာအပေါင်းအသင်းနဲ့နေကြတာကြီးပါပဲအဲ့တော့လူရဲ့ထူးခြားမှုကဘာလို့ဆိုရင်လူဘဝရောက်လာပြီဆိုရင်လူမှာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘုရားမြတ်စွာကအရေးကြီးဆုံးလူဘဝမှာဘာစပြီးအရေးကြီးတာတုံးလို့ဆိုအပေါင်းအသင်းကစပြီးတော့အရေးကြီးတယ်တဲ့ဒါဟုတ်ပြောအပေါင်းအသင်းဆိုတဲ့နေရာမှာတဘာဝပေးလိုက်လို့ပေါင်းသင်းနေရတဲ့အပေါင်းအသင်းကတစ်မျိုးပေါ့ကိုယ်တိုင်ရွေးချယ်ပြီးတော့ပေါင်းသင်းတာကတစ်မျိုးရှိတယ်ပေါ့တချို့ကြတော့တဘာဝကိုပေးလိုက်သည့်အပေါင်းအသင်းအတိုင်းဝိုင်းကြားထဲမှာရောက်သွားတယ်ဆိုပါစို့အယူဝါဒမတူကွဲပြားတဲ့အုပ်စုတစ်ခုထဲမှာရောက်သွားပြီဆိုလို့ရှိရင်ထိုအယူဝါဒရှိတဲ့အတိုင်းဝိုင်းတွေရဲ့အတိုင်းယုံကြည်ချက်အတိုင်းဘဝခရီးမှာရှောက်နေကြရတယ်လူတွေဟာဒီကနေ့ခေတ်ကမ္ဘာမှာရှိကြတဲ့လူတွေကိုကြည့်ပေါ့လူမျိုးအသီးသီးမှာအယူအဆအမျိုးမျိုးအပေါင်းအသင်းဆက်ဆံမှုတွေအမျိုးမျိုးတဲ့ကြားထဲမှာလူသားဖြစ်လို့ရှိရင်ဆိုင်ရာအတိုင်းဝိုင်းထဲမှာရောက်သွားသည့်အတွက်ကြောင့်လူဟာအတွေးအခေါ်တွေအမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကြောင့်မို့လို့ကောင်းကျိုးချမ်းသာတွေရကြတာရှိသလိုမကောင်းတဲ့အကျိုးတွေကိုခံစားကြရတာလည်းရှိတယ်ပေါ့ဘဝခရီးမှာဘုန်းကြီးတို့သီရိလင်္ကာမှာနေတော့ကတီဟိုနိုင်ငံဆိုတာဒီကနေ့မှာတော့လူကြီးတန်း30ခန်းရှိတယ်ပေါ့ဗုဒ္ဓဘာသာနိုင်ငံလေးတစ်ခုပဲအဲ့ဒီဗုဒ္ဓဘာသာနိုင်ငံလေးမှာလူမျိုး၄မျိုးခွဲခြားပြီးတော့သတ်မှတ်ထားတယ်အများဆုံးလူမျိုးကတော့ဆင်ဟာလီလူမျိုးလို့ခေါ်တယ်ဆင်ဟာလီလူမျိုးကိုဗမာတွေကတော့တီဟိုလူမျိုးလို့ခေါ်တာပေါ့အတန်တွယ်လေးပဲကွာဆင်ဟာလီလူမျိုးရှိတယ်မွတ်စလင်ရှိတယ်ဘာဂါဆိုတာရှိတယ်နော်မွတ်စလင်ရဲ့ဆင်ဟာလီရဲ့ဘာဂါရဲ့တမီရဲ့လို့လူမျိုး၄မျိုးရှိတယ် official အနေနဲ့အသိမှတ်ပြုထားတာ၄မျိုးရှိတယ်အဲ့ဒီထဲမှာဒီစရင်ထဲမှာမဝင်တဲ့လူမျိုးတစ်မျိုးရှိသေးတယ်အဲ့ဒါကဘာလို့ဆိုရင်ဝေဒလို့ခေါ်တဲ့ Aborigine ကျွန်းနေလူမူလကျွန်းနေလူရိုင်းနေအဲ့လိုလူမျိုးလည်းရှိသေးတယ်သူကလူဦးရေအမတန်နဲတယ်တောတွေတောင်တွေထဲမှာပဲနေတယ်အဝတ်မဝတ်ဘူးတောထဲမှာပဲဒီငယ်စဉ်တောင်ကြီးကလေးဘဝကလေးကဘာသင်တော့ဆိုရင်မြတ်ပြစ်တာသင်တယ်လှန်ထိုးတာသင်တယ်အကောင်လေးဖမ်းပြီးတော့တပ်ဖြတ်နည်းတွေသင်တယ်ဒါပဲရှိတယ်သူတို့မှာနော်ဆိုပါစို့လူဘဝရောက်လာပြီဆိုလို့ရှိရင်လူဟာမွေးလာကြတဲ့က society တခုမှမွေးလာတဲ့အတွက်ကြောင့်အဲ့ဒီ society တခုကမကောင်းဘူးဆိုလို့ရှိရင်တဘဝလုံးကောင်းနိုင်စရာအကြောင်းမရှိတော့ဘူးလေခုနလိုဆိုပါစို့ဝေဒဆိုတဲ့လူမျိုးထဲမှာသွားပြီးတော့ဖြစ်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဟာတစ်သက်လုံးတောထဲမှာနေပြီးတော့တတ္တဝါတွေအသက်တပ်ဖြတ်ပြီးတော့စားတော့လို့မိမိဘဝကိုရပ်တည်အောင်ကြိုးစားပြီးနောက်ဆုံးဟာဘဝတစ်ခုဆုံးသွားကြမှာပဲအဲ့တော့ဒါကဘဝကကံကြမ္မာကပေးလိုက်တဲ့အတိုင်းဝိုင်းတစ်ခုပေါ့ကံကြမ္မာကပေးတာမဟုတ်ဘဲနဲ့တခါတရံကျတော့ဒီမိမိအတိုင်းဝိုင်းထဲကနေပြီးမိမိရွေးချယ်ပေါင်းသင်းဆက်ဆံတဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်စာရိတ္တမကောင်းမှုကြောင့်မကောင်းတဲ့လူနဲ့ပေါင်းပြီးသည့်အတွက်ကြောင့်ဒုက္ခရောက်ကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီကနေ့ခေတ်နေရာတိုင်းမှာရှိတာပဲပေါ့နော်အဲ့တော့မြတ်စွာဘုရားကဒါကြောင့်မလို့မင်္ဂလာတုတ်မှာအသေဝနာစဘာလနာပဏိတနိစသေဝနာလူလောကရောက်လာပြီဆိုလို့ရှိရင်ပေါင်းသင်းရေးဟာအမတ္တမအရေးကြီးတယ်အတိုင်းဝိုင်းဟာအမတ္တမအရေးကြီးတယ်လို့ဆိုလို့
အဲ့တော့ကံကပေးလိုက်တဲ့အတိုင်းဝိုင်းတွေကယုံထွက်ဖို့ဆိုတာတော့အမတန်မှခဲပါတယ်တာမန်စိတ်နေစိတ်ထားနဲ့တာမန်အသိဉာဏ်မျိုးနဲ့ယုံထွက်နိုင်မှုတော့မရှိဘူးပေါ့တော်တော်ခဲပါတယ်အဲ့ဒါကြောင့်မို့လို့ဝေးကလေးကကောင်းတဲ့အပေါင်းအသင်းတွေရောက်ဖို့ဟာဘုန်းကြီးတို့တွေဟာဆူတောင်းရမှာပဲเนาะစိတ်နေစိတ်ထားနဲ့ဥတီချက်ထားကြရမှာပဲအေးလက်ရှိဘဝရောက်လာတဲ့အခါကျတော့လေပေါင်းသင်းဆက်ဆံတာဟာလူဘဝမှာသိအရေးကြီးတယ်တဲ့အရေးကြီးဆုံးကဘာလလို့ဆိုတဲ့အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့မပေါင်းသင်းမိဖို့အတူမနေမိဖို့မဆက်ဆံမိဖို့ပဏိတလို့ဆိုတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဆက်ဆံဖို့အဲ့ဒီလိုဆက်ဆံမှုကိုအကြောင်းပြုပြီးတော့ဘာလနဲ့ဆက်ဆံမိတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝခရီးမှာလည်းပဲဒုက္ခအမျိုးစုံကြုံတွေ့ကြရတယ်ပညာရှိသူတော်ကောင်းတွေနဲ့ဆက်ဆံမိရတဲ့ပုဂ္ဂိုလ်ကြတော့ဘဝမှာလည်းအေးချမ်းတယ်နောက်ဘဝမှာလည်းပဲချမ်းသာဒုက္ခရတယ်ဆိုတဲ့အကျိုးတွေဟာအမတန်မှထင်ရှားတယ်ဒါဖြင့်ဘာလပဏိတလို့ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေကိုခေါ်တာတော့ဆိုတော့မြတ်စွာဘုရားကဒါရွေးချယ်ဖို့ရာအတွက်ပေးတာပါရွေးချယ်ဖို့ရာကြတော့မကောင်းတာတွေးမကောင်းတာပြောမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုဘာလလို့သတ်မှတ်တယ်ကောင်းတာတွေးကောင်းတာပြောကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုပဏိတလို့သတ်မှတ်တယ်ပေါ့အဲ့တော့ကောင်းမကောင်းဆိုတာကြတော့ဘာနဲ့ဆုံးဖြတ်တယ်လဲကိုကြိုက်ရင်ကောင်းတဲ့အကောင်းဟာအကောင်းလားလို့ဆိုအဲ့လိုမဟုတ်ကိုကြိုက်တာမကြိုက်တာနဲ့မဆုံးဖြတ်ရဘူးအဲ့တော့ကောင်းတဲ့အတွေးဆိုတာတစ်ဖက်သားကိုအပြစ်မဖြစ်တဲ့အတွေးမျိုးတစ်ဖက်သားကိုညှဉ်းပန်းနှိပ်စက်လို့တဲ့အတွေးမျိုးကိုယ့်ကိုထိခိုက်နစ်နာစေလို့တဲ့အတွေးမျိုးလောကကြီးကိုအကျိုးမပြုတဲ့အတွေးမျိုးလောကကြီးကိုပျက်စီးစေတဲ့အတွေးမျိုးအပြောမျိုးအလောက်ကံမျိုးတွေဟာမကောင်းဘူးလို့သတ်မှတ်ရမယ်အများအတွက်အကျိုးဖြစ်တဲ့အတွေးအများအတွက်အကျိုးဖြစ်တဲ့အပြောအများအတွက်အကျိုးဖြစ်မဲ့အလုပ်ဒါတွေကကောင်းတယ်လို့သတ်မှတ်ရအဲ့ဒါလို့လူလောကရောက်လာပြီဆိုလို့ရှိရင်နံပါတ်1ဘုန်းကြီးတို့ဟာရွေးချယ်လို့ရတဲ့ဘဝမှာပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ရွေးချယ်ဖို့လိုအပ်တယ်လို့မြတ်စွာဘုရားပထမဆုံးမင်္ဂလာခရီးကိုစတင်လျှောက်လှမ်းဖို့ရာအတွက်ဒါကိုဥစွာဟောတာเนาะအဲ့တော့အပေါင်းအသင်းဆက်ဆံမှုဟာရေးကြည့်တယ်ကဲပေါင်းသင်းဆက်ဆံပြီးတဲ့အခါမှာလူတွေရဲ့ society ထဲနေတဲ့အခါမှာဘာလုပ်ဖို့လိုအပ်တယ်လဲလို့ဆိုရင်ပူဇာစပူဇေနေရနာလေးပေးယူသိလေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုယူသိလေးစားရမယ်လို့ဒီလိုဆိုလို့ပူဇော်တယ်ဆိုတဲ့စကားလုံးကပါဠိရလာတာဆိုလူတွေကနားလည်နေကြတာပန်းနဲ့ပူဇော်တာတို့ဘာတို့ဒါမျိုးတွေလှူဝတ္ထုနဲ့ပူဇော်တာတို့ဒါဟုသာပူဇော်တယ်လို့နားလိုက်ပူဇော်တယ်ဆိုတာညနိုးတယ်အယုသိပေးတယ်လေးစားတယ်ဒါမျိုးတွေဟာလည်းပူဇော်တယ်လို့ပဲခေါ်တာပဲစိတ်ထဲကအလေးနဲ့ထားတယ်အဲ့ဒါလို့လောကမှာပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ကိုပူဇော်ခြင်းဖြင့်ကိုယ်မှာအသိဉာဏ်တွေတိုးပွားစေနိုင်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့ဝတ္တရားနံပါတ်1ရွေးချယ်ရမှာကအပေါင်းအသင်းရွေးချယ်ပြီးတဲ့အခါမှာကိုယ်အတိုင်းဝိုင်းထဲမှာပူဇော်တိုက်တဲ့လေးစားတိုက်တဲ့ပုဂ္ဂိုလ်တွေကိုလေးစားမိဖို့ဆိုတာဒါတတိယအနေနဲ့မြတ်စွာဘုရားကဟောတာဒါဖြင့်လူလောကမှာရောက်ပြီးကြီးပွားတိုးတက်အောင်လုပ်ဖို့မကောင်းတဲ့ပုဂ္ဂိုလ်တွေကိုရှောင်ကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းပြီးပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေကိုပူဇော်ယုံဒီလိုလုပ်တွေလုပ်ဖို့ဆိုတာဟာဘယ်နေရာလိုအပ်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားကဒီလိုအလုပ်တွေလုပ်မိဖို့အကောင်းဆုံးရွေးချယ်တတ်ဖို့အတွက်ဘာကအရေးကြီးလာပြန်တော့ဆိုပฏิရူပဒေသဝါဒတဲ့တင့်လျောက်ပတ်တဲ့အရမှနေဖို့ဗမာစကားမှလည်းမရှိတယ်နော်တရားမပြောင်းသကောင်းမဖြစ်ဆိုတဲ့စကားရှိတယ်သူကအတွေ့အကြုံအမြင်အယူဆပညာဘုဒ္ဓတဆိုတာတဏှာနဲ့တဏှာမတူတတ်ဘူးပေါ့အဲတဏှာပြောင်းလိုက်တဲ့အခါမှာကိုယ်မှာအတွေ့အကြုံအသစ်တွေရတယ်အသိဉာဏ်ဘုဒ္ဓတတွေအသစ်ရလာတယ်တစ်ခုနဲ့တစ်ခုရှင်စရာတွေရလာတဲ့အတွက်ကြောင့်ဘယ်ဟာပိုကောင်းတယ်ဘယ်ဟာကညံ့တယ်ဆိုတာကိုနှိုင်းရှင်တတ်လာတယ်ပေါ့တဏှာထဲမှာဆိုလို့ရှိရင်နှိုင်းရှင်မှုမရှိဘူးပေါ့ဒါကြောင့်မို့အကြောင်းအကျိုးအဆိုးအကောင်းကိုသိဖို့ရအတွက်ဘာလို့တော့ဆိုပฏิရူပဒေသဝါဒနေရာရွေးချယ်ပြီးတော့နေဖို့လိုအပ်တယ်နေရာရွေးချယ်ရမယ်ဆိုတာဘာအတွက်ရွေးချယ်ရတာတော့ဆိုရင်ကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းပဲပညာရေးတိုးတက်ဖို့အတွက်ရွေးချယ်မှာလားစီးပွားရေးအတွက်ရွေးချယ်မှာလား
ကျမ်းမာရေးအတွက်ရွေးချယ်မှာလားဆိုင်ရာသူတော်ကောင်းတရားတွေကျင့်ကြံကြိုးကုပ်အားထုတ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုရဖို့ရနေရာအတွက်ရွေးချယ်မှာလားလို့ဆိုတာသူ့နေရာနဲ့သူရွေးချယ်ဖို့လိုအပ်တယ်ပေါ့ကျမ်းမာရေးအတွက်ဆိုလို့ရှိရင်ဆေးရုံတို့ဆေးကုမဲ့ဆရာတို့ဇာတိဥဒုကောင်းတဲ့နေရာတို့ဒါမျိုးရွေးချယ်ပြီးတော့နေကြမှာကြီးပွားတိုးတက်လူတဲ့ပုဂ္ဂိုလ်ပညာရေးအတွက်ဆိုလို့ရှိရင်ဆရာကောင်းသမားကောင်းရှိတဲ့ပုဂ္ဂိုလ်နေရာဌာနတို့ကျောင်းရှိတဲ့နေရာဌာနတို့ပညာသင်လို့ရတဲ့နေရာမျိုးတို့ရွေးချယ်ပြီးတော့နေကြဒါကြောင့်မို့လို့အဲ့ဒါလို့ရွေးချယ်ပြီးတော့နေနိုင်တဲ့ပုဂ္ဂိုလ်တွေကလောကမှာကြီးပွားတိုးတက်သွားတာတွေအများကြီးပဲရှိတယ်ပေါ့မရွေးချယ်ပဲနဲ့ဒီတိုင်းပဲကြာရအတိုင်းနေလိုက်တဲ့ပုဂ္ဂိုလ်တွေじゃကြီးပွားတိုးတက်မှုအားနည်းသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားကနေရာဒေသကိုရွေးချယ်ရမယ်တဲ့ကိုယ်နဲ့တင့်တယ်လျောက်ပတ်တဲ့နေရာရွေးချယ်ရမယ်အဲ့တော့ပညာရေးအတွက်ရွေးချယ်တယ်စီးပွားရေးအတွက်ရွေးချယ်တယ်ဆိုလို့ရှိရင်လည်းစီးပွားလုံးလို့ကောင်းတဲ့နေရာမျိုးရွေးချယ်ပြီးတော့ရွှေ့ပြောင်းပြီးတော့နေထိုင်ကြရမယ်သူတော်ကောင်းတရားကျင့်ကြံကြိုးကုပ်အားထုတ်ဖို့ဆိုလို့ရှိရင်တရားဓမ္မဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တို့တရားထုတ်ခွင့်ရတဲ့နေရာမျိုးတို့တရားလိုက်စားလို့ရတဲ့နေရာမျိုးဒီလိုဟာမျိုးရွေးချယ်နေရအဲ့ဒါကိုဆိုလိုတယ်မြတ်စွာဘုရားကပฏิရူပဒေသမှာအဲ့ဒါလိုရွေးချယ်ပြီးမဲ့လို့လောကမှာလူတွေဟာအရေးကြီးဆုံးတစ်ခုကဘာလို့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဟာဒါအမြဲတမ်းအရေးကြီးတယ်ဒီလိုရွေးချယ်ဖို့ဆိုတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းအခွင့်မသာပြန်ဘူးဒါကြောင့်မို့ပုဗ္ဗေစကတပုညတာလို့မြတ်စွာဘုရားဆက်ဟောတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့သူများတယ်လည်းအသိဉာဏ်ရှိတယ်ပေါ့အရှင်တွေကောင်းနေနဲ့လည်းကြုံရတတ်တယ်ပေါ့ဒါကြောင့်မို့လို့ပုဗ္ဗေစကတပုညတာကုသိုလ်ကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လဲလိုအပ်တယ်အဲ့ဒါလို့ရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်မှလည်းပဲလောကကြီးမှာကြီးပွားတိုးတက်မှုဟာအပြည့်အဝရနိုင်တယ်ပေါ့ပုဗ္ဗေစကတပုညတာရှိလာပြီးတဲ့နောက်မှာအရေးကြီးဆုံးနောက်ထပ်ကိုယ်တဏ္ဍာမှာရှိရတဲ့မင်္ဂလာတရားတစ်ခုကဘာလို့ဆိုရင်အတ္တသမ္မာပဏိတိတဲ့ကိုကောင်းအောင်ထားနိုင်မှုကိုယ်စိတ်လေးကိုပြုပြင်ပေးမှုဒါအမတန်မှအရေးကြီးတယ်မြတ်စွာဘုရားက14ပါးဆိုပြီးတော့ဟောတာရှိတယ်လောကမှာကြီးပွားတိုးတက်ဖို့ရာအတွက်14မျိုးရှိတယ်တဲ့14မျိုးဆိုတာဘာလဲဆိုရင်ဆက်ဆိုတာဒီနေရာမှာတစ်ခုနဲ့တစ်ခုဆက်ပြီးတော့လဲပတ်သွားတဲ့အရာကိုဆက်လို့ခေါ်တာပါနံပါတ်1ကပฏิရူပဒေသဝါဒတင့်တယ်လျောက်ပတ်ကောင်းမြတ်တဲ့အရာမှာနေခြင်းနံပါတ်2ကသပ္ပုရိတုပနေတ္တလူတော်လူကောင်းနဲ့ပေါင်းမိခြင်းနံပါတ်3ကအတ္တတမ္မာပဏိတိကိုပြုပြင်ပြီးတော့ကြိုးစားအထောက်ခြင်းနံပါတ်4ကပုဗ္ဗေစကတပုညတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ကုသိုလ်ကောင်းမှုရှိခဲ့ပြီဆိုလို့ရှိရင်တင့်လျောက်ပတ်တဲ့နေရာကိုရောက်တယ်တင့်လျောက်ပတ်တဲ့နေရာကိုရောက်တဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းနဲ့တွေ့တယ်သူတော်ကောင်းနဲ့တွေ့တဲ့ပုဂ္ဂိုလ်ဟာကိုပြုပြင်ထိမ့်သိမ့်ပြီးတော့နေတတ်ထိုင်တတ်လာတယ်လို့အဲ့ဒီလိုပြုပြင်ထိမ့်သိမ့်ပြီးနေတတ်လာတယ်ဆိုလို့ရှိရင်ပဲကုသိုလ်ကောင်းမှုတွေတစ်ခါဆက်ပြီးတော့လုပ်ပြန်တယ်လုပ်သည့်အတွက်ကြောင့်ပฏิရူပဒေသကိုရောက်ပြန်တယ်ပฏิရူပဒေသရောက်ရင်သူတော်ကောင်းတွေနဲ့တွေ့ပြန်တယ်အတ္တတမ္မာပဏိတိဆိုတဲ့ကိုကောင်းအောင်ထားတတ်သွားတယ်မင်္ဂလာတရားတော်ဟာတစ်ခုနဲ့တစ်ခုဆက်ပြီးတော့မြတ်စွာဘုရားကဟောသွားတာပါဒါဘဝခရီးလျှောက်ပြီးဆိုကြတဲ့ကောတို့တွေနေတဲ့ထိုင်တဲ့နေရာဟာတို့နဲ့ပฏิရူပဖြစ်ခဲ့လားဆင်ခြင်စဉ်းစားရမယ်ပေါ့ပฏิရူပဖြစ်ပြီးဆိုလို့ရှိရင်ပฏิရူပဖြစ်ုံနဲ့လုံလောက်ပလားဆိုမလုံလောက်ဘူးလုံလောက်ဖို့အတွက်ဘာလုပ်ဖို့လိုလဲဆိုရင်ကိုယ့်ပေါ်မှာမူတည်တာကအတ္တတမ္မာပဏိတိတဲ့ကိုကောင်းအောင်ထားကိုကောင်းအောင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ကိုယ်မှာ၅ပါးသီလမပြည့်စုံသေးဘူးဆိုရင်ပြည့်စုံအောင်လေ့ကျင့်တရားစွမ်းအားတွေနည်းနေသေးတယ်ဆိုရင်တရားစွမ်းအားတွေပြည့်အောင်လုပ်မယ်ကိုချင်းတရားတွေအားပြော့နေအားကောင်းလာအောင်လုပ်မယ်ဘာသာတရားနဲ့ပတ်သက်ပြီးဘ ਹੁ တုတ္တတွေနည်းနေမယ်ဆိုလို့ရှိရင်ဘ ਹੁ တုတ္တစီးပူးရမယ်ကိုယ့်ရဲ့ဒီအများအကျိုးဆောင်ရွက်မှုတွေအားပြော့နေသေးတယ်ဆိုလို့ရှိရင်လည်းကြိုးစားအားထုတ်ကြရမယ်မကောင်းတဲ့စိတ်ထားတွေကိုတွန်းလှန်ဖယ်ရှားဖို့ကောင်းတဲ့တရားတွေကိုကြိုးစားအားထုတ်ဖို့ဆိုတဲ့ဝိရိယတရားတွေလျော့ပါနေသေးတယ်ဆိုလို့ရှိရင်လည်းတိုးအောင်လုပ်တယ်
အသိပညာတွေနည်းပါးနေသေးတယ်ဆိုရင်လည်းရအောင်လုပ်တယ်အဲ့ဒါဟာအတ္တသမပဏိတိပဲကိုကောင်းအောင်ထားတယ်ဆိုတာကိုအဆင့်မြင့်လာအောင်ကြိုးစားအထောက်ထားပါပဲကောင်းပြီအဲ့ဒီလိုမင်္ဂလာလမ်းမပေါ်မှာရှောက်လန်းလို့ကိုကောင်းအောင်ထားတတ်ပြီးထားတတ်အောင်ဘာတွေလုပ်ဖို့လိုသလဲဒီတိုင်းသူ့ဟာသူထားတတ်လာမှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကနောက်ဆက်ပြီးဟောတာကဘာဟုတ်သစ္စင်စာဘောဓုတ္တစီးပူပါဘောဓုတ္တဆိုတာအခုလိုတရားတွေမှာတရားတွေများများနာတယ်တရားစာအုပ်တွေဖတ်တယ်တရားတွေဆွေးနွေးတယ်မိတ်ဆွေသင်္ကားတွေနဲ့ကောင်းလို့ရာရာတွေပြောကြတယ်ဒါတွေကဘောဓုတ္တစီးပူတယ်လို့ခေါ်တယ်ပေါ့ဆိုင်ရာဘောဓုတ္တပဲဘောဓုတ္တမျိုးစုံစီးပူအထောက်ကြရတယ်လောကမှာဘောဓုတ္တတွေရှိပြီးတော့ဒီသာဝနေရေးပြည့်စုံဖို့အတွက်လည်းပဲမြတ်စွာဘုရားကသိပ္ပတဲ့လက်မှုပညာတို့နှုတ်မှုပညာတို့ဘဝယတ္တိရေးအတွက်ဒါတွေလည်းသင်ကြားရမယ်တဲ့လူလောကလူရလို့ရောက်လာရင်ဘာဟုတ်တဲ့သင်္စသိပ္ပင်္စဝိနယောစသူသိခိတော်လူတွေရဲ့စည်းကမ်းဝိနည်းကိုလည်းလိုက်နာတတ်ရမယ်ဆိုပါစို့နိုင်ငံတော်အစိုးရတွေကထုတ်ပြန်ထားတဲ့ဥပဒေတွေရှိတယ်လောကလူကျင့်ဝတ်တွေရှိတယ်အဲ့ဒါတွေကိုလည်းသင်ကြားထားရမယ်တဲ့ဥပဒေတွေကိုနားလည်ရမယ်လေးစားရမယ်လိုက်စားရမယ်လူကျင့်ဝတ်တွေကိုလေးစားရမယ်အဲ့ဒါတွေကိုဥပဒေဆိုတာကမသိလို့ကျွလွန်မိတာပါလို့ပြောလို့မရဘူးသူကသိအောင်လုပ်ရမယ်အဲ့ဒါကိုပြောတာဝိနည်းစသူသိခိတော်လောကမှာကြီးပွားတိုးတက်ဖို့အတွက်မြတ်စွာဘုရားဒီမင်္ဂလာတုတ်ကိုအခြေခံအားဖြင့်ဟောထားတာအဲ့ဒီလိုအချက်လက်တွေပြည့်စုံမှသာလျှင်အတ္တသမပဏိတိကိုကောင်းအောင်လုပ်နိုင်မှာဖြစ်ပါတယ်တဲ့ဝိနည်းစသူသိခိတော်သူဘတိတာစယာဝါစာလောကမှာလူတွေဆက်ဆံရေးမှာအရေးကြီးဆုံးကဒီအပြောဆိုပဲလောကမှာလူတွေတယောက်နဲ့တယောက်ချစ်ခင်နဲ့စီယုံမှုဖြစ်တာလည်းပဲပြောဆိုတတ်လို့ပဲကွဲပြားသွားကြတာလည်းပဲအပြောဆိုမတတ်လို့ပဲဒီပြောဆိုခြင်းတစ်ခုဟာအမတန်မှထိရောက်တယ်ဒါကြောင့်မို့သူဘတိတာစယာဝါစာစကားကောင်းကောင်းပြောတတ်ရမယ်ဒါဖြင့်စကားကောင်းပြောတယ်ဆိုတာဘယ်လိုဟာမျိုးပြောတာလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကဟောထားတာလေးတွေရှိတယ်စကားပြောတော့မယ်ဆိုလို့ရှိရင်စကားဆိုတာပါဇက်ဆိုတာစကားပြောဖို့နဲ့စားဖို့ထားတယ်လို့ဆိုတာဟုတ်တယ်ပါဇက်ရဲ့အသုံးချတာကစကားပြောဖို့နဲ့စားဖို့ပဲသို့တော့ပြောစရာဆိုစရာတွေဟာစိကံကလနာမရှိရှောက်ပြောလို့ရမလားလို့ဆိုမရဘူးတဲ့မြတ်စွာဘုရားကသူ့ဘာတိတကောင်းတဲ့စကားမျိုးဖြစ်အောင်ဘာလုပ်ရမလဲဆိုတော့စိကံကျက်ထားတာကကိုဒိဋ္ဌံထားကာလေနဝက္ခာမိနောအကာလေနငါစကားပြောရင်ပြောတဲ့အချိန်မှပြောမယ်မပြောတဲ့အချိန်မပြောပါဘူးဟုတ်လားအပြစ်လို့တော့ဆိုရင်စကားကောင်းပဲဖြစ်စေမပြောတဲ့အချိန်တော့ပြောမိလို့ရှိရင်စကားကောင်းမဖြစ်တတ်ဘူးတဲ့ဒါကြောင့်မို့စကားပြောရင်ပြောတဲ့အချိန်ပဲပြောမယ်မပြောတဲ့အချိန်မပြောဘူးပြောတဲ့အချိန်မပြောတဲ့အချိန်ဆိုတာတော့အသိဉာဏ်နဲ့ရွေးချယ်ရမယ်ပေါ့အေးပြောတဲ့အချိန်ရောက်လို့ပြောပြီဘယ်လိုပြောမလဲဆိုလို့ရှိရင်တဏ္ဍေနဝက္ခာမိနောဖုတေနရှင်ကြီးပြောမယ်ရိုင်းဆိုင်မပြောစကားဟာပြောတဲ့စကားပြောပြီမဲ့လို့ရှင်ကြီးမပြောဘဲနဲ့ရိုင်းဆိုင်ပြောလို့ရှိရင်လည်းထိုစကားကောင်းမဖြစ်ပြန်ဒါကြောင့်မို့ရှင်ကြီးပြောမယ်ရိုင်းဆိုင်မပြောဘူးအေးယဉ်ကျေးတဲ့စကားတိုင်းမှားယွင်းနေဆိုရင်အသုံးဝင်မှုဒါကြောင့်မို့မြတ်စွာဘုရားကဘူတေနဝက္ခာမိနောအဘူတေနမှန်တာပဲပြောမယ်မမှန်တာမပြောဘူးတဲ့အေးမှန်တိုင်းကောင်းသလားလဲဆိုတော့မှန်တိုင်းမကောင်းဘူးအကျိုးရှိမှကောင်းတယ်ဒါကြောင့်မို့အထတံဟိတေနဝက္ခာမိနောအနထတံဟိတေနတဲ့ဟောကိုပြောတဲ့စကားတစ်ခုဟာအဓိပ္ပာယ်ရှိနဲ့အကျိုးစီးပွားကိုဖြစ်ပေါ်စေနိုင်တဲ့စကားမျိုးပြောရမယ်တဲ့ကောင်းကျိုးချမ်းသာကိုရစေတဲ့စကားမျိုးဖြစ်စေရမယ်အေးကောင်းပြီအဲ့ဒီစကားမျိုးကိုပြောပြီးဆိုတဲ့အခါစိတ်ထဲကဘယ်လိုနှလုံးထားရမလဲလို့ဆိုရင်မေတ္တာစိတ်တေနဝက္ခာမိနောဒေါသံတရောမေတ္တာစိတ်နဲ့ပြောမယ်တဲ့ဒေါသစိတ်နဲ့မပြောဘူးတချို့ကစိတ်ဆိုးနေမှဒေါသထွက်တာမဟုတ်ဘူးတချို့ကအမုန်းတရားကြောင့်ကြောက်တွန်းတာရှိသေးတယ်ခုခေတ်ပြောကြတာအချွန်နဲ့မှပဲဆိုတာပေါ့နော်ချိုချိုသားသားလေးပြောတိုင်းစကားကောင်းမဟုတ်ဘူးအတွင်းစိတ်ဓာတ်ကအမတန်အရေးကြီးတယ်ပေါ့နော်မေတ္တာစိတ်နဲ့ပဲပြောမယ်အမုန်းတရားနဲ့မပြောဘူးလို့ဆိုတဲ့ဟ
ဒီစကားနဲ့ပတ်သက်လာတဲ့အင်္ဂါ၄ချက်အတိုင်းကိုယ့်ကိုဒိဋ္ဌံထားလို့ရှိရင်သူဝတိတဝါစာဖြစ်တယ်ဒီတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်တကယ်မင်္ဂလာရှိနေမှာပါလူတိုင်းဒီစကားပြောတာနဲ့တည်းပဲမင်္ဂလာရှိသွားပြီနော်မင်္ဂလာရှိတယ်ဆိုတာအောင်မြင်တာကြီးပွားတာကိုလှုပ်တဲ့ကိစ္စတခုအောင်မြင်ကြီးပွားသွားတာကောင်းပြီသူဝတိတသယဝါစာဒါအကောင်းဆုံးပဲလို့မြတ်စွာဘုရားကဒီလိုဟောတယ်ကဲကောင်းပြီလူဘဝမှာကိုတူတယောက်နဲ့အတိုင်းဝိုင်းထဲမှာဒီလိုနေတော့လူတွေမှာအတိအသီးတာဝန်ဝတရားတွေဆိုတာရှိတယ်အဲ့ဒီတာဝန်ဝတရားတွေကိုမဆောင်ရွက်ရင်မရပြန်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကမာတာပိတုဥပဋ္ဌာနာပုဒ္ဒဓာရတသင်္ဟောတဲ့လူတိုင်းဟာအမေဖေမရှိဘဲလောကကြီးကိုရောက်မလာဘူးအဲ့တော့အမေဖေပေါ်မှာပြုစုရမယ့်တာဝန်ဝတရားတွေရှိတယ်ပေါ့အဲ့ဒီတာဝန်ဝတရားတွေဟာအခုကဘာကြီးမှာကြည့်မယ်ဆိုလို့ရှိရင်ကဘာရှိလူတိုင်းဒီတရားဟာလေးလေးစားစားလိုက်နာနေကြသလားဆိုမလိုက်နာကြတော့ဘူးခုတဖြည်းဖြည်းခွာသွားကြပြီအနောက်တိုင်းကလူတွေကဆိုရင်သားသမီးတွေက18နှစ်ဆိုရင်မိဘရင်ခွင်ကခွာသွားကြပြီမိဘနဲ့ပြန်တွေ့ဖို့ဆိုတာသူတို့ဟာ New Year တို့ Christmas တို့ကတ်ကလေးပဲပို့တဲ့အဆင့်ရောက်လာကိုယ့်ဟာကိုယ်ယက်တည်နေကြတယ်ကောင်းတယ်လို့နဲ့တောင်းဝတရားတွေပြက်ကွက်လာတဲ့သဘောတစ်ခုပေါ့နော်အဲ့ဒီလူတွေဖြစ်လာကြပြီအဲ့တော့မြန်မာပြည်မှာလို့တောင်းဝယူတာမျိုးမရှိတော့ဘူးအဲ့တော့မြတ်စွာဘုရားကဒါကိုအလေးနဲ့ society တစ်ခုမှာမာတာပိတုဥပဋ္ဌာနာအမေဖေကိုပြုစုလို့ကြွေးရမယ်ဆိုတာလူတွေရဲ့တောင်းဝတရားတစ်ခုဘုန်းကြီးတို့စီနှစ်စဉ်လာပြီးတော့ဂျာမနီကနေပြီးတော့သင်တန်းလာတက်တဲ့တက္ကမကြီးတယောက်ရှိတယ်ဒီနေ့သူ့မိခင်ဖခင်တွေကအသက်80ကျော်နေတော့သူမလာနိုင်ဘူးသူတခြားညီမတွေလည်းရှိတယ်ဒါပေမဲ့တခြားညီမတွေကသူ့လုပ်တွေနဲ့သူမလုပ်နိုင်ကြဘူးသူကတော့သာသနာပေါင်းဝင်ပြီးတော့သီလရှင်ဝတ်ထားတယ်ဝတ်ထားသည့်အတွက်ကြောင့်သူကလည်းညီးတယ်တာဝန်တွေမယူနိုင်ဘူးပေါ့သူတရားပဲသူလုပ်ချင်တယ်ဒီနေ့စာလားတင်ရတာမတင်နိုင်ဘူးဆိုတော့ဘုန်းကြီးကသူတယ်လီဖုန်းဆက်တော့လှမ်းပြီးတော့အားပေးစကားပြောတယ်ဒါမိဘနှစ်ပါးကိုပြုစုလို့ကြွေးတယ်ဆိုတာအလွန်မွန်မြတ်တဲ့မင်္ဂလာတရားပါဘုရားလောင်းတော်တွေဟာကိုကျိုးကိုစွန့်ပြီးတော့မိဘကိုပြုစုလို့ကြွေးကြတဲ့ပုံမြင်တွေပုံဝတ္ထုတွေ950ထဲမှာရှိပါတယ်အမတန်မွန်မြတ်တဲ့ဒါလည်းကုသိုလ်ကောင်းမှုလုပ်ငန်းတစ်ခုကိုလုပ်နေတယ်ကိုဆောင်ရွက်เสียလုပ်ငန်းတစ်ခုကိုလုပ်နေတာပါလို့ဒါကြောင့်မို့လာမတဲ့ရဒီနေ့စာလားမတင်ရပေမဲ့ဝမ်းနဲ့เสียမလုပ်ဘူးကိုလုပ်နေတဲ့အလုပ်ဟာအလွန်မွန်မြတ်တဲ့အလုပ်ဘုရားစကားနားထောင်တဲ့အလုပ်ပဲလို့ဆိုတော့သူစိတ်ချမ်းသာသွားတဲ့အကြောင်းပြန်ပြီးတော့ပြောတယ်လောကမှာမိဘကိုပြုစုလုပ်ကြွေးမှုဆိုတာတွေကလစ်ဟင်းလာတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကလောကမှာလူတွေဟာကိုယ်ဝတ္တရားတွေကိုတာဝန်မဲ့လာပြီဆိုလို့ရှိရင်ကြီးပွားတိုးတက်မှုလမ်းကြောင်းကဖေးချော်လာတာပဲမင်္ဂလာလမ်းကိုမလျှောက်လမ်းကြတော့ပဲနဲ့လမ်းဆိုးတွေကိုလျှောက်လာကြတော့ဒုက္ခရောက်မှာပေါ့နော်ဒါကြောင့်မို့လို့မြတ်စွာဘုရားကလိုက်ထိုင်ရမယ့်ဂျူတီဆိုတာမိဘရှိတဲ့ပုဂ္ဂိုလ်ကမိဘကိုပြုစုလုပ်ကြွေးဖို့ဟာဒါအမြဲတမ်းအရေးကြီးတယ်တခါတစ်ဖက်ကလည်းပဲပုဒ္ဒဓာရတသင်္ဟောအိမ်တော်ရဲ့သားကြလို့သားနဲ့မယားနဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်တန်ဝတရားကိုကိုယ်ဆောင်ရွက်ကြဖို့အရေးကြီးတယ်ဆိုတာဒါ Family Society ရဲ့ညီညွတ်မှုအတွက်မြတ်စွာဘုရားကဟောထားတာဥမကွဲတိုက်မဲ့ပြက်နော်မိသားစုဟာဘဝခရီးကိုလက်တွဲပြီးတော့ရှောက်ကြနိုင်ငံသားတွေကြတော့ပုဒ္ဒဓာရတသင်္ခောဆိုအလွန်အားနည်းသွားပြီ divorce ဆိုမကြလောက်ကြတယ်သူတို့နော်အခုသဘောကျရင်တွဲနေတယ်သဘောမကျရင်ခွဲလိုက်ကြတယ်ဒီလူနဲ့သဘောကျရင်တွဲလိုက်တယ်ဟိုလူနဲ့သဘောကျရင်ထပ်တွဲလိုက်တယ်ဘယ်သူမှတိတ်ခရီးမဆိုင်ကြတော့ဘူးကိုလန်းကိုရှောက်နေတယ်ဆိုတဲ့ပုံစံမျိုးတွေအများကြီးလောကမှာပေါ်လာဒါကမင်္ဂလာတရားကိုမျက်ွယ်ပြုလာတဲ့အတွေးတွေလောကကြီးမှာပေါ်လာတယ်ဆိုတဲ့သဘောကိုပြောပြတာနော်ဒါကြောင့်မို့မြတ်စွာဘုရားကဒါမှန်ကန်တဲ့လမ်းကြောင်းကတော့ပုဒ္ဒဓာရတသင်္ဟောဘဝခရီးမှာလက်တွဲလာပြီဆိုလို့ရှိရင်အပြန်အလှန်ထောက်ကူပြုရမယ်သင်္ဃဟချီးမြှောက်တယ်ဆိုတာဘာပြောတာလဲချီးမြှောက်တယ်ဆိုတာနီလန်း၄တွေရှိတယ်နံပါတ်1ကဒါနပေးတာကမ်းတာနံပါတ်2ကပိယဝါစာကျင်နာတဲ့စကားမျိုးပြောတာနံပါတ်3ကအဋ္ဌစရိယာကိစ္စဝိစ္စကိုဆောင်ရွက်ပေးတာ
နံပါတ်၄ကတမာနတ္တတာကိုယ်နဲ့ဓာတ်နုထားပြီးတော့ဆက်ဆံတာအဲ့ဒါဟာသင်္ဃဟလို့ခေါ်တယ်သင်္ဃဝတ္ထု၄ပါးစုစည်းထားတယ်လူတွေဟာတယောက်နဲ့တယောက်မေတ္တာနှောင်ကြိုးစုစည်းဖို့ဆိုတာတဦးနဲ့တူပေးသင်ကမ်းသင်တာကိုပေးရကမ်းရတယ်နော်ပေးယုံကမ်းယုံနဲ့တည်းမရဘူးဘာလို့ရတော့ဆိုရိုင်းဆိုင်နဲ့ရိုင်းပြတဲ့စကားမျိုးပြောရင်လည်းစိတ်ထိကြိုက်တတ်တယ်ဒါကြောင့်မို့ကျင်နာတဲ့စကားပြောရမယ်သူ့အလုပ်ကိုယ့်အလုပ်ခွဲခြားထားပြီးဝိုင်းမလုပ်ဘူးဆိုလို့ရှိရင်လည်းပဲစိတ်ဓာတ်တွေကြတတ်တယ်ဒါကြောင့်မို့သူ့အလုပ်ကိုယ့်အလုပ်မရွေးပဲနဲ့သူကိစ္စရှိရင်လည်းဝိုင်းလုပ်တယ်ကိုယ်ကိစ္စရှိရင်လည်းဝိုင်းလုပ်တယ်အထစရိယာနောက်ပြီးတော့ကိုယ်နဲ့ဓာတ်နုထားတချို့က look down လုပ်တာဆိုတာထင်သေးပြီးတော့ဆက်ဆံတာမျိုးတွေဖြစ်လာလို့ရှိရင်တူနဲ့တူမေတ္တာပြတ်တတ်တယ်တဲ့ဒါကြောင့်မို့ဗုဒ္ဓဒါရတသင်္ဃဟောဆိုတာဒါတွေကိုပြောလိုတာနော်တခုတည်းတည်းမဟုတ်ဘူးငွေကြေးထောက်ပံ့တာလေးတခုတည်းတည်းဗုဒ္ဓဒါရတသင်္ဃဟောမဟုတ်ဘူးကျင်နာတဲ့စကားပြောရမယ်ကိစ္စဝိစ္စရှိရင်ဆောင်ရွက်ပေးရမယ်ကိုယ်နဲ့ဓာတ်နုထားဆက်ဆံရမယ်ဆိုရင်အဲ့ဒါလိုပေါင်းသင်းဆက်ဆံခြင်းဖြင့် family society ဆိုတဲ့လူအဖွဲ့အစည်းကြီးတစ်ခုခိုင်ခိုင်မာမာကြီးဖြစ်သွားနိုင်တယ်ခိုင်မာနေသည့်အတွက်ကြောင့်အန္တရာယ်တွေဘာတွေကြာရောက်လာတဲ့အခါကျတော့စုပြီးတွန်းလှန်နိုင်တာပေါ့ကြံ့ကြံ့ခံနိုင်တာပေါ့တောကဖြစ်เสียဆိုရင်လည်းဝိုင်းပြီးတော့ဖြည့်ရှင်းပေးတယ်လူဆိုတာတယောက်တည်းဆိုရင်အားငယ်တယ်ပေါ့အများနဲ့အတိုင်းဝိုင်းနဲ့ဆိုရင်အင်အားတွေပြည့်လာပြီးတော့အခက်ခဲတွေကိုကျော်လွှားနိုင်တယ်ဒါတွေကိုရည်စူးပြီးတော့မြတ်စွာဘုရားဟောထားတာဗုဒ္ဓဒါရတသင်္ဃဟောအနာကုလသကမ္မန္တာအလုံးလုံးတဲ့အခါမှာတည်တည်တတ်တတ်လုပ်ဖို့လိုတယ်ကိုလုံးသည့်အလုပ်ကပြဿနာတွေခဏခဏတက်တာမျိုးမဖြစ်စေရဘူးလို့ဆိုလို့တချို့ကအလုပ်ကိုမတည်မတတ်လုပ်သည့်အတွက်ကြောင့်ပြဿနာတက်လာတာမျိုးတွေဖြစ်တယ်ကြိုးစားအားထုတ်မှုရောနေသည့်အတွက်ကြောင့်ပြဿနာတက်လာတာမျိုးတွေရှိတယ်ဆိုပါစို့တခုခုလုပ်တယ်ဆိုလို့ရှိရင်စိတ်ဆက်ဆက်လုပ်ဖို့လိုအပ်တယ်ပေါ့ဘာလေးပဲလုပ်လို့ဥပမာမိပိဋ္ဌာကအစပြီးတော့စိတ်ဆက်ဆက်ပေါ့နော်ဘယ်ကိစ္စပဲဖြစ်ဖြစ်ပေါ့အိမ်မှာတကားပိဋ္ဌာကစပြီးအကုန်လုံးစိတ်ဆက်ဆက်လုပ်လို့ရှိရင်ဘာမှပြဿနာမဖြစ်နိုင်ဘူးတချို့ကအဲ့ဒီအမှတ်တမဲ့လုပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီကနေအမှတ်တမဲ့ကနေပြီးတော့ပြဿနာတွေတက်လာတတ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားအနာကုလကမ္မန္တာကိုလုပ်တဲ့အလုပ်ဟာစိတ်ဆက်သေးချတဲ့အလုပ်မျိုးလုပ်ပါလို့ဒါမြတ်စွာဘုရားကအခြေခံကနေစပြီးတော့မင်္ဂလာတရားတွေကိုဟောနေတာကဲကောင်းပြီအဲ့ဒါလို့လုပ်တဲ့အခါမှာဘာတွေလိုအပ်တယ်လဲလူလောကမှာလိုအပ်တာလေးတွေဆက်ပြီးတော့ပြောလို့ဒါနိစ္စဓမ္မစရိယာနိစ္စညာတကာနိစ္စသင်္ဃဟောတယ်လှုပ်တဲ့လှုပ်ထိုက်တာလေးတွေကဒါနဆိုတာပေးတာကမ်းတာစွန့်တာကျဲတာပေးတာကမ်းတာဒါနလို့ဆိုလို့ရှိရင်အလှကြီးတန်းကြီးလုံးမှဘုန်းကြီးเจ้าတွေလှူမှဒါနတွေလို့မဟုတ်ဘူးကိုယ်အိမ်နီးနားချင်းဟင်းဒီတစ်ခွက်ပေးတာအစားစားစရာလေးတွေပို့ပေးတာအစားလက်ဆောင်လေးတွေပေးတာအစားဒါနပါပဲအကုန်လုံးမှာပဲတရားစာအုပ်လေးတွေဝေမယ်တခုလုပ်ပေးမယ်နော်ဒါနပေးတာကမ်းတာလေးတွေဒါနိစ္စဓမ္မစရိယဆိုတာကိုချင်းတရားနဲ့ပတ်သက်လာလို့ရှိရင်ကုသိုလ်ကမ္မပဋ္ဌတရား10ပါးကိုကျင့်သုံးရမယ်ဓမ္မစရိယဆိုတာကုသိုလ်ကမ္မပဋ္ဌတရား10ပါးကျင့်သုံးတယ်ဆိုတော့သူ့အသက်ကိုတတ်ခြင်းကရှောင်ခြင်းနဲ့သူ့ဥစ္စာခိုးခြင်းကရှောင်ခြင်းနဲ့သူတစ်ပါးသားမယားစော်ကားခြင်းကဒါတွေကအမတန်ရိုးနေပြီမဲ့လို့တိတ်အဓိကကြတဲ့တရားတွေပဲလူလောကမှာနော်လူလောကမှာတိတ်ပြီးတော့အဓိကကြတယ်ဒုစရိုက်10ပါးကရှောင်ခြင်းပြီးတော့သူစရိုက်တရားတွေကိုကျင့်သုံးတာဓမ္မစရိယလို့ခေါ်တယ်ဓမ္မစရိယကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တရားဟာဘယ်လိုမှဘဝခရီးကိုရှောက်လန်းတဲ့အခါမှာအောက်တန်းနောက်တန်းကျသွားမှာမဟုတ်ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ကတိုးတက်လာတဲ့ပုဂ္ဂိုလ်ညာတကာနိစ္စသင်္ဃဟောကိုဆွေတဲ့မျိုးတဲ့ဆွေမျိုးဆိုတဲ့နေရာမှာဒီကိုနဲ့အမျိုးတော်တာကဒါအနည်းဆုံးဆွေမျိုးလို့ပြောရမှာပေါ့ဆွေမျိုးဆိုတာကိုချက်ကြည့်လိုက်မယ်ဆိုရင်တိုင်းပြည်တစ်ပြည်လုံးဟာကိုဆွေမျိုးပဲဥပမာပဲမြန်မာဆိုလို့ရှိရင်မြန်မာလူမျိုးတွေဟာအကုန်လုံးဟာကိုဆွေမျိုးဖြစ်သွားပြီပေါ့တချို့ကအမျိုးချစ်တယ်ဆိုတာဟာကိုသားတို့ကိုသမီးတို့ကိုတူတို့ဘာတို့ဒါမျိုးတွေလို့ဒီလိုကြီးမဟုတ်ဘူးเนาะအမျိုးဆိုတဲ့နေရာမှာကိုလူမျိုးဆိုတာပါပါတယ်ပေါ့အဲ့ဒါလို့မိမိရရှိလာတဲ့မိမိဘက်ကနေပြီးတော့ညာတကာနိစ္စသင်္ဃဟောဆွေတွေမျိုးတွေကိုထောက်ပံ့တယ်ဆိုတာထ
ထောက်ပံ့တယ်ဆိုတဲ့နေရာမှာပေးတာကဏ္ဍတစ်ခုတည်းမဟုတ်ဘူးခုနပြောတာလို့သင်္ဃဝတ္ထုတရား၄ပါးပဲလှုပ်ရှားရှိတာသွားလှုပ်ပေးတယ်ကုညီစရာရှိရင်ကုညီတယ်ဓာတ်ဥထားဆက်ဆံတယ်ဟောတာတွေကညာတကာနဲ့စသင်ခေါ်ပဲအိမ်နီးနာချင်းဖြစ်စေဆိုင်နီးနာချင်းဖြစ်စေအလုပ်တူလုပ်တဲ့ပုံကိုယ်တွေပဲဖြစ်စေအဲ့ဒီပုံကိုယ်တွေကိုကုညီထောက်ပံ့ပေးရမယ်တဲ့ဒါမင်္ဂလာရှိတဲ့လုပ်ရတည်ပဲလို့ကဲကောင်းပြီအဲ့ဒါပြီးတော့ဒါတွေကလှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်ပြီးတော့မလှုပ်တဲ့နာတွေကိုပြောမလို့မြတ်စွာဘုရားအာရတိဝိရတိပါပါကိုနှိမ့်ကျသွားစေတတ်တဲ့အလုပ်ကိုပါပလို့ခေါ်တယ်ပါပဆိုတာနှိမ့်ကျသွားစေတတ်တယ်ဒါလှုပ်ရင်ဒီဘဝမှာလည်းနှိမ့်ကျတာဥပမာလူတယောက်ဟာဆိုပါစို့သူများပစ္စည်းကိုမတရားယူလိုက်ပြီဆိုတဲ့ဒီလူရဲ့ဂုဏ်သိက္ခာနှိမ့်ကျမသွားဘူးလားနော်လိန်ပြောလိုက်ပြီဆိုရင်လည်းဒီလူဟာသိက္ခာနှိမ့်ကျသွားအဲ့ဒါလို့နှိမ့်ကျသွားစေတာနောင်ဘဝအပယ်ကျတာကနောင်မှဒီဘဝတွင်တစ်ခုလုံးလိုက်ရင်ဒီလူရဲ့သိက္ခာကျသွားအဲ့ဒါလို့နှိမ့်ကျသွားစေတတ်တဲ့အလုပ်တွေကရှောင်ပါတဲ့ဒါကတော့ဒုစရိုက်တွေပါပဲအားလုံးအာရတိဝိရတိပါပါမစ္ဆပါဏာစတန်မောဝိရစေဝတေတရဲ့တောက်စားခြင်းကရှောင်ဒါကဘာဖြစ်လို့ရှောင်ခိုင်းတာတုံးဆိုလောကမှာမူရစေဝတေတရဲ့တောက်စားပြီဆိုလို့ရှိရင်စဉ်းစားကြည့်လေအဲ့ဒီပုဂ္ဂိုလ်ဟာသူကမူရစေတတ်တဲ့အစာကိုအသုံးပြုသည့်အတွက်ကြောင့်သူ့ရဲ့ဆိုပါစို့ခုခေတ်စကားနဲ့ပြောလို့ရှိရင်အုံနောက်ဟာပုံမှန်ဖြစ်မလာနိုင်တော့ဘူးသူတွေးတဲ့အတွေးခေါ်တွေကမှားယွင်းလာနိုင်တယ်ပေါ့မှားယွင်းလာတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အတွေးခေါ်ဟာလောကကြီးကိုဘယ်လိုမှအကျိုးမပြုနိုင်သူ့ရဲ့ကောင်းကျိုးချမ်းသာကိုလည်းပဲသူမဆောင်ရွက်နိုင်ဘူးအများရဲ့ကောင်းကျိုးချမ်းသာကိုလည်းမဆောင်ရွက်နိုင်ဘူးဒါကြောင့်မို့လို့ဒီကနေ့ခေတ်မူရစ်ဆေးဝါးဆိုတာဘယ်နိုင်ငံကမှလက်မခံနော်လက်ခံထားတာလို့မဟုတ်ဘူးနော်မူရစ်ဆေးဝါးကိုဘယ်နိုင်ငံမှလက်မခံဘူးဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့အတိုင်းအဝိုင်းကြီးကိုဖျက်ဆီးနိုင်တာဒါကြောင့်မို့လို့ဒါကိုလည်းပဲရှောင်နေတယ်လို့ဆိုတာမြတ်စွာဘုရားဟောတာအဲ့ဒီလိုရှောင်လိုက်မှခုနကကိုယ်ဘဝလမ်းကြောင်းခရီးကိုဖြောင်းရှောင်တန်းနိုင်မှာဖြစ်ပါတယ်ဒါအခြေခံပိုင်းကမြတ်စွာဘုရားဟောလိုက်တာလူလောကမှာဒီအဆင့်လောက်ရောက်သွားပြီဆိုရင်ဒါလူတော်လူကောင်းလို့သတ်မှတ်ကြတယ်လေလူတော်လူကောင်းလို့သတ်မှတ်ကြပြီဒီအချိန်မှာမင်္ဂလာတရားတွေဒီလောက်ပြည့်စုံသွားပြီဆိုရင်ဒါလူလောကတာမန်ပုဂ္ဂိုလ်တွေကလူတော်လူကောင်းတွေဖြစ်သွားကြတယ်အေးလူတော်လူကောင်းဖြစ်သွားပြီးတော့ရှေ့တစ်ဆင့်တက်ကြမလားရှေ့တစ်ဆင့်တက်ချဖို့ကြတော့ပို့ပြီးတော့ကိုယ့်ကိုလူကြီးလူကောင်းဖြစ်ရအောင်ဘာလုပ်ရမလဲဆိုရင်ဂါရောစာနိဝါဒောစာတန်တုဋ္ဌိစာကတိညုတာဒါလူကြီးလူကောင်းတွေရဲ့အည်သွေးတွေပဲသူကတာမန်ပုဂ္ဂိုလ်တွေအည်သွေးမဟုတ်ဘူးဂါရောလေးစားတတ်တယ်အပြန်အလှန်လေးစားတတ်တယ်နော်ဂါရဝတရားရှိတယ်ဆိုတာလေးစားတတ်တာဟုတ်နိဝါဒမာနမထားဘူးကိုကယာရုဘလောက်မြင့်ပစ္စည်းဥစ္စာဘလောက်ချမ်းသာအများနဲ့ဆက်ဆံတဲ့အခါမှာမာနဆိုတာမရှိဘူးနိဝါဒလေးစားမဲ့ပုဂ္ဂိုလ်လေးစားတယ်ယူသေးတယ်ဆက်ဆံတယ်ဟောအဲ့ဒီတရားရှိတဲ့ပုဂ္ဂိုလ်တွေဟာမင်္ဂလာလမ်းမပေါ်မှာရှောက်လန်းနေတဲ့ပုဂ္ဂိုလ်တွေပဲဒါကြောင့်မို့အများရဲ့ချစ်ခင်မှုကိုဒီဘဝတည်းမှာသူတို့ရကြတယ်တဲ့တန်တုဋ္ဌိစကတိညုတာဆိုတာတန်တုဋ္ဌိဆိုတာကြတော့လူလောကမှာလူတွေဟာရောင်ရဲတင့်တယ်မှုအားနည်းကြတယ်ပေါ့ရောင်ရဲတင့်တယ်မှုအားနည်းကြီးကြသည့်အတွက်ကြောင့်ရောင်ရဲမှုဆိုတာကိုအတိတ်ပဲကောက်မမှားစေရအောင်ရောင်ရဲမှုဆိုတာကိုယ်စီးပွားရေးမတိုးချဲ့ရဘူးပညာရေးကိုမတိုးချဲ့ရဘူးကိုရတာလေးနဲ့ကျင့်နိုင်ရမယ်ဒီလိုဆိုလိုတာမဟုတ်ဘူးနော်ရောင်ရဲမှုဆိုတာမရောင်ရဲဘူးဆိုတာအိမ်မှာဆိုပါစို့အချင်းချက်ထားလို့ရှိရင်အဲ့ဒီနေ့အချိုစားခြင်းအချိုချက်ထားလို့ရှိရင်အဲ့ဒီနေ့အချင်းစားခြင်းများကိုယ့်ကိုမရောင်ရဲတဲ့ပုဂ္ဂိုလ်ဟာမိဖို့ကြောင့်ထဲမှာတင်ပဲဒုက္ခရောက်တယ်သူကမရောင်ရဲလို့အတွက်ကြောင့်နော်အရင်တော့တခါကြားဦးတယ်ဟိုအညာမှာသမင်းပွဲထိုင်ရင်ကနေပြီးတော့ငရုတ်သီးမပါလို့တယ်ငရုတ်သီးသွားရှာအောင်မယ်ဆိုထွက်သွားတာအောက်ပြေအောက်ရရာပြီးတော့အိမ်တောင်ကျသွားတယ်လို့အဲ့ဒါမရောင်ရဲနိုင်တဲ့ပုဂ္ဂိုလ်တွေပေါ့နော်မရောင်ရဲဘူးဆိုလို့ရှိရင်ဒုက္ခရောက်တယ်ကိုယ်လည်းဒုက္ခရောက်တယ်ပတ်ဝန်းကျင်ကလည်းဒုက္ခရောက်တယ်ဟောအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကအေးဘာနဲ့ပဲဖြစ်ဖြစ်ရောင်ရဲရမရိယာဆရာတော်ရောင်ရဲတယ်ဆိုတာကြားဘူးကြတယ်မဟုတ်လားမရိယာဆရာတော်ကအငံခန့်ငံလေးကျွေးလိုက်ရင်လည်းအေးစာကြည်တာပေါ့ကွာဒီနေ့ခပ်ပေါ်လေးချက်လိုက်အေးရင်ငတ်ပြေတာပေါ့ဒီနေ့
နော်ပြောလေးချက်ပေးလိုက်လို့ရှင်လေဒီနေ့မြန်အစာကြေတာပေါ့နော်မာလေးချက်တော့လေတောင်းလေးစားရတာပေါ့လို့ဒီလိုပဲအမြဲတမ်းသူကကောင်းတဲ့ဘက်ကကြီးပဲတွေးတယ်နော်ကောင်းတဲ့ဘက်ကကြီးပဲတွေးတယ်အဲ့ဒီကောင်းတဲ့ဘက်ကတွေးတာရှိတဲ့နဲ့ချိန်တဲ့သဘောပဲဟိုအင်္ဂလိပ်ပုံမြင်လေးထဲမှာပါတဲ့ engine driver မီးထားမောင်းတဲ့လူတယောက်ရောင်ရဲတင့်တယ်မှုကလည်းပဲအတော်အတူခိုးစရာကောင်းတယ်သူကရထားမှာ accident ဖြစ်လို့ခြေထောက်တစ်ဖက်ပြတ်သွားဖြတ်လိုက်ရတယ်ဆေးရုံတက်ပြီးဖြတ်လိုက်ရဘယ်ကိစ္စဖြစ်သူတို့ကအဆိုးဘယ်တော့မှမပြောဘူးတဲ့အကောင်းကြီးပဲပြောလို့ရှိတယ်တငယ်ချင်းတွေကအင်းဒီတစ်ခါတော့ကွာဒီကောင်ခြေထောက်ဖြတ်ရပြီသူဘယ်လိုများအကောင်းပြောမလဲသွားနားထောင်ကြဆေးရုံသွားပြီးတော့ကဲမင်းဘယ်လိုများအကောင်းပြောမလဲပေါ့မင်းခြေထောက်ဖြတ်ရပြီမင်းဒုက္ခရောက်နေဘယ်လိုများအကောင်းပြောမလို့ဆိုဟိုလူကပြုံးနေတယ်ပြုံးပြီးတော့တငယ်ချင်းတို့ကြီးငါတဲ့ဖက်ဖက်ဖိုးသက်သာသွားပြီခါတိုင်းဖက်200နှစ်ဖက်ဝယ်ရတယ်အခုတစ်ဖက်ဖိုးသက်သာသွားပြီလို့သူကပြောတယ်အကောင်းဘက်ကပဲတွေးတာကိုပြောတာနော်အဲ့ဒါတန်တုဋ္ဌိရဲ့သဘောလေးတွေပဲရှိတာနဲ့ကိုကျင့်တတ်နိုင်တာပြောတယ်နော်ကောင်းပြီအဲ့လိုကျင့်တတ်နိုင်တော့ဘာအကျိုးရှိတုံးဆိုစိတ်ချမ်းသာတာပေါ့ရှိတာနဲ့မကျင့်တတ်တဲ့ပုဂ္ဂိုလ်ကဘယ်တော့မှစိတ်မချမ်းသာဘူးလေမကျင့်တတ်သည့်အတွက်ကြောင့်သူ့မှာဘယ်တော့မှလိုဘပြည့်တယ်လို့မရှိဘူးသူများကိုဒုက္ခမပေးခြင်းနေကိုယ့်ဘာကိုယ်မကျေမနပ်ဖြစ်နေတယ်အဲ့ဒီလိုလူမျိုးဒါကြောင့်မို့တန်တုဋ္ဌိကတိညုတာဆိုတာဒါကတော့သူတော်ကောင်းတွေရဲ့အထိမ့်မှတ်တစ်ခုလူတယောက်လူတွေဟာလွယ်နဲ့ကျေးဇူးတင်ပါတယ်ပြောလို့ရှိကြတယ်သို့တော်တကယ်ကျေးဇူးတင်တတ်တာတကယ်ပညာရှိမှတကယ်သူတော်ကောင်းမှကျေးဇူးတင်တတ်တယ်တကယ်ကျေးဇူးသိတတ်တဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်တော့အမတန်မှတကယ်ကျေးဇူးသိတတ်တဲ့ပုဂ္ဂိုလ်ကအမတန်ရှားပါတယ်နော်ကျေးဇူးသိတတ်ရမယ်ကျေးဇူးသိတတ်ဖို့လိုတယ်ဘုန်းကြီးတို့ဟိုတဲ့ထဲမှာမြန်မာရာဆိုရင်ထဲမှာကျော်စွာမင်းရဲ့လူယုံတော်ခင်ညိုဆိုတာကျေးဇူးသိတတ်တဲ့နေရာမှာစံပြထားရမယ့်ပုဂ္ဂိုလ်တယောက်ပဲစကိုင်းဘက်ကအသင်္ခရာစောရမင်းကိုလောက်ကြံခိုင်းလိုက်တာ3ရက်တိတောထဲမှာပုံပြီးတော့အစာမစားရဘူးတနေ့တော့အသင်္ခရာစောရမင်းကနတ်တင်ထားတဲ့ထမင်းပွဲလေးတွေ့တော့အဲ့ဒီထမင်းကိုစားအဲ့ဒီနေ့ညပဲအသင်္ခရာစောရမင်းရဲ့နန်းတော်ထဲကိုဝင်မိပြီးတော့အသင်္ခရာစောရမင်းကိုလောက်ကြံမလို့တန်လျက်ဓာတ်ကိုဆွဲထုတ်ရင်ဘာစဉ်းစားတော့ဆိုသူထမင်းငါစားထားတာငါထမင်းမစားရတာ3ရက်ရှိပြီဒီကနေ့သူထမင်းစားထားတာငါထမင်းရှင်ဖြစ်နေပြီတတ်လိုက်ရင်ငါထမင်းရှင်ပြစ်မှားရရောက်တော့မယ်ဆိုငါပဲဘယင်ကမတတ်ခဲ့လို့တတ်ချင်တတ်ပါစေငါတော့ထမင်းရှင်ကိုတော့မပြစ်မှားဘူးဆိုပြီးအသက်ဆွန့်ပြီးတော့ပြန်သွားတာနော်အသင်္ခရာစောယုံကင်တဲ့တန်လျက်ဓာတ်ကိုတော့တက်တည်ဖြစ်ယူသွားတယ်ဟိုရောက်တဲ့အခါငါးစီးရှင်ကျော်စွာကမင်းငါခိုင်းလိုက်တာပြီးပြီလားဆိုတော့အကျိုးကြောင့်ပြောတယ်ဘယင်ကလည်းစိတ်ထားကောင်းသည့်အတွက်ကြောင့်ဟာသိသစ္စာရှိတဲ့လူပဲကျေးဇူးသိတတ်တဲ့လူပဲဆိုပြီးတော့သူ့အပြစ်ဒဏ်မပေးဘူးအဲ့ဒီလိုပေါ့လောကမှာကျေးဇူးသိတတ်တဲ့ပုဂ္ဂိုလ်ဟာအမတန်မှတန်ဖိုးရှိပါတယ်ပေါ့တန်တုဋ္ဌိစကတိညုတာဒါလည်းပဲအမတန်ကောင်းတဲ့မင်္ဂလာတစ်ခုပဲတဲ့အေးကောင်းပြီဒီလိုဆိုတော့လူကြီးလူကောင်းဘဝရောက်သွားပြီရောက်သွားတဲ့အခါဒီတဲ့အဆင့်မြင့်ပြီးတော့တန်လျာဝကလွတ်ဖို့ကြိုးစားကြမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဆက်ပြီးတော့ဟောထားတာတပောစဗျမစရိယင်စအရိယသစ္စာနာထတနာခန္တီစသောဝသတ္တတမနာနိစထတနာနော်အဲ့ဒီတန်တုဋ္ဌိတရားတို့ကတိညုတာတရားတို့ရှိပြီးတဲ့နောက်မှာလောကလူတွေဟာဘာလို့သိခံမှုလိုအပ်တယ်လောကမှာသိခံတယ်ဆိုတာတဦးတယောက်ကလာစော်ကားလို့သိခံတာရှိသလိုအလုတ်တစ်ခုဥမာပဲတရားအထုတ်တယ်မအောင်မဖြင်းကြိုးစားတာဒါလည်းသိခံတာလို့ခေါ်တယ်ပေါ့အေးဒံအပူဒံရာသီဥတုဒံစသဖြင့်သိခံတာတွေဟာအကုန်လုံးသိခံတဲ့ထဲမှာပါတယ်ပေါ့အဲ့ဒီသိခံမှုဆိုတာရှိရမယ်ခန္တီစသောဝသတ္တပြောလို့ဆွဲလို့အကြံပေးတဲ့အခါမှာလွယ်ကူတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုတယ်တဲ့မလွယ်ကူဘူးဆိုရင်ဒီပုဂ္ဂိုလ်ကိုတောက်ထပ်ဘယ်သူမှမပြောချင်တော့ဘူးပေါ့ဒါမပြောအကြံပေးမခံရဘူးဆိုရင်ဒီပုဂ္ဂိုလ်ကလမ်းကြောင်းလွဲနိုင်တယ်ပေါ့ခန္တီစသောဝသတ္တသမနာနိစထတနာဒါသူတော်စင်သူတော်မြတ်တွေကိုလည်းပဲမကြာခဏစိတ်ကတွေးဆုံခြင်းဖြင့်အမှန်တရားတွေကိုသိရှိနားလည်နိုင်တယ်လို့ဒီလိုဆိုလိုတာနော်ကောင်းပြီကိုယ်ကိုယ်တိုင်ကျင့်ပြီးတော့တရားဓုတရားမြတ်ရဖို့ရအတွက်ကြတော့တပောစဗျမစရိယင်စအရိယသစ္စာနာထတနာဆိုတပဆိုတာအမတ္တမ
လူဘွားကနေခွာရှောင်ပြီးတော့သာသနာပေါင်းဝင်တဲ့အကျင့်မျိုးပေါ့ကိုချင်းသီလတွေနဲ့ပြည့်စုံအောင်လုပ်မယ်ဖြံပါစရိယမြတ်သောအကျင့်ကိုကျင့်တယ်ဆိုတာမဲခင်ရှိပါအကျင့်တရားကိုကျင့်တယ်အဲ့ဒီလိုကျင့်လိုက်လို့ရှိရင်ဘာရမလို့ဆိုရင်အရိယသစ္စာနာဓတနာသစ္စာလေးပါးကိုသိမြင်နိုင်တယ်အဲ့တော့အထက်ကရာမှာတော့အမျိုးစုံဖွင့်ထားပြီမဲ့ဒီနေရာမှာအရိယသစ္စာနာဓတနာသစ္စာလေးပါးကိုသိတယ်ဆိုတာဒါသောတာပန်ဖြစ်သွားပြီလို့ဒီလိုဆိုလို့ရမယ်ပေါ့ကဲသောတာပန်ဖြစ်သွားပြီဆိုဒီအဆင့်ရောက်သွားပြီဆိုလို့ရှိရင်အပေတကားပိတ်သွားတော့မင်္ဂလာတရားဟာဒီနေရာရောက်လာပြီဆိုလို့ရှိရင်နောက်ဘဝခရီးအတွက်အမတန်မှစိတ်အေးသွားရတဲ့နေရာမျိုးရောက်သွားပြီပေါ့နောက်တစ်ခါဒီတဲ့အဆင့်မြင့်သွားလို့ရှိရင်နိဗ္ဗာန်သစ္စိကရိယာဆိုသောတာပန်ဖြစ်ပြီးတဲ့နောက်တဂရဂံအနာဂံယဟန္တာဆိုတဲ့အဆင့်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးသားဖြစ်သွားပြီတဲ့ဘဝမှာဒုက္ခတွေတွေ့เสียအကြောင်းမရှိတော့ဘူးလို့ဒီလိုဟောလို့ရင်ဖြစ်တယ်ဒီထဲမှာနိဗ္ဗာန်ပြီးတဲ့နောက်မှာဘာလိုအပ်နေသေးတယ်ဆိုဘာမှမလိုအပ်တော့ဘူးနိဗ္ဗာန်ရောက်သွားလို့ယဟန္တာဖြစ်သွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်တဦးရဲ့အခြေအနေကိုမြတ်စွာဘုရားကမင်္ဂလာတုံမှာဏီကုံးချုပ်တဲ့အနေနဲ့ဆက်ပြီးတော့ဟောတာကဖုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနခံပတိအတောကံဝိရစံခေမဧတံမင်္ဂလာမௌတ္တမနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတဲ့အရိယသူတော်စင်ယဟန္တာပုဂ္ဂိုလ်ဖြစ်ရောက်သွားပြီဆိုရင်ဘယ်လိုလောကဓာတ်အနေနဲ့တွေ့သူ့ရဲ့စိတ်ဟာတုံလုံးမှုမရှိတော့ဘူးအတောကဘယ်ကိစ္စနဲ့မှပတ်သက်ပြီးတော့စိုးရိမ်စိတ်ဆိုတာမလာတော့ဘူးဝိရစသူ့စိတ်ထဲမှာအငြိကြေးဆိုတာလောဘဒေါသမောဟစတဲ့အငြိကြေးဆိုတာဘယ်တော့မှမလာဘူးခေမအန္တရာယ်ခတ်သိမ်းဟန်နဲ့ခင်းငိမ့်သွားပြီအဲ့ဒီကြလို့ရှိရင်တော့အမြတ်ဆုံးမင်္ဂလာတစ်ခုဟာလမ်းဆုံးသွားတာဖြစ်ပါတယ်လို့မင်္ဂလာတုတ်ဟာဘဝခရီးကိုရှောက်လန်းတဲ့ပုဂ္ဂိုလ်တိုင်းဟာတဆင့်ပြီးတဆင့်တက်ပြီးတော့ကျင့်သွားပုံကိုမြတ်စွာဘုရားဟောတာဖြစ်ပါတယ်နော်အခြေခံကအပေါင်းအသင်းဆက်ဆံမှုကနေစလိုက်တဲ့မင်္ဂလာတရားတော်ဟာဘယ်မှာအဆုံးသတ်သွားတော့ဆိုရင်နိဗ္ဗာန်သစ္စိကရိယာမှာအဆုံးသတ်သွားတယ်အဲဒီနိဗ္ဗာန်သစ္စိကရိယာနိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်ထားတဲ့တပြိုင်နက်ယဟန္တာဖြစ်သွားရင်ကြန့်ခိုင်တဲ့စိတ်ဓာတ်ကိုရတယ်ဆိုရင်တောကတွေကင်းသွားတယ်အန္တရာယ်တွေကင်းသွားတယ်ဘေးခတ်သိမ်းတွေအကုန်ကင်းငြိမ်းသွားတယ်ဆိုတဲ့အကျိုးတရားတွေကိုရပါတယ်တဲ့ဒါကြောင့်မို့အဲ့ဒီအကျိုးတရားတွေအကုန်ရပြီဆိုရင်ဣတာတိတာတိကတ္တဝါနသဗ္ဗထမပရာစိတာသဗ္ဗထသုထိန်ကိသန္တိတန်တေတံမင်္ဂလမௌတ္တမံလို့မြတ်စွာဘုရားကဏီကုံးချုပ်တာဒီမင်္ဂလာတရားတွေအတိုင်းသို့မဟုတ်မင်္ဂလာလမ်းမပေါ်မှာရှောက်လန်းသွားတဲ့ပုဂ္ဂိုလ်တွေဟာလမ်းဆုံးရောက်ထာတဲ့တပြိုင်နက်နော်ဒီမှတ်တိုင်ဒီစခန်းကိုအားလုံးဟာရောက်ရှိကြမှာဖြစ်ပါတယ်ရောက်သွားလို့ရှိရင်သဗ္ဗထမပရာစိတာဘယ်တော့မှကိုယ်ကရှုံးသွားတယ်ဆိုတာမရှိဘူးသဗ္ဗထသုထိန်ကိသန္တိအရာခသိမ့်မှာကိုယ်ကပြည့်ပြည့်စုံအောင်နိုင်ခြင်းကိုရရှိနိုင်တယ်လို့ဘုရားမြတ်စွာကမင်္ဂလာတုံမှာဒီလိုဟောထားတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်မိမိတို့ဘဝခရီးမှာမင်္ဂလာလမ်းတိုင်းမင်္ဂလာလမ်းမပေါ်မှာတို့တွေရှောက်လန်းနိုင်အောင်ကြိုးစားအားထုတ်ကြမယ်လို့ကိုယ်စီကိုယ်ငါသဘောကျပြီးတော့မင်္ဂလာလမ်းမအတိုင်းရှောက်လန်းနိုင်ကြပါစေကုန်သတည်း